အားလုံးပဲမင်္ဂလာပါ United Play 7ကနေပြီးတော့ United ပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဇွန်လ2ရက်နေ့ရဲ့ညပိုင်းပေါ့ဗျာ United ရဲ့နောက်ဆုံးရပြောင်းရွှေ့သတင်းကြောင်းရာတချို့ကိုစူးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပထမဆုံးပြောရမယ်ဆိုရင်ကျွန်တော် United အသင်းရဲ့ဂိုးသမား Andre Onana ကဒီဘယ်လိုခေါ်မလဲရာသီကြိုခြေစမ်းပွဲတွေမှာကျွန်တော်တို့ဒီအသင်းနဲ့ပြန်လည်ပူးပေါင်းပါဝင်သွားမယ်ဆိုပြီးတော့သိရပါတယ်သူအငားချကစားနေတဲ့ပေါ့သူအငားသွားကစားနေတဲ့အသင်းကဒီကမှ2028ထိအငားခေါ်ယူခြင်းပေမဲ့ပေါ့နော်ဒီ United နဲ့ဆွေးနွေးမှုလေးတွေပြီးတော့ဒီ Onana ရဲ့ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးမှုလေးတွေကကြန့်ရှိနေသေးတဲ့အတွက်ကြောင့်မလို့လောလောဆယ်မှာတော့ Onana ကကျွန်တော်တို့ United အသင်းစီကိုပြန်လာရမယ့်အခြေအနေတွေမှာအများကြီးရှိနေပါတယ်ပေါ့နော်ဒါကြောင့်မလို့ Onana ကရာသီကြိုခြေစမ်းပွဲတွေမှာမိုက်ကယ်ကာရဲ့လက်အောက်မှာဒီပါဝင်ကစားဖို့အတွက်ပြန်လည်ရောက်ရှိလာတော့မှာဖြစ်တယ်ပေါ့ဗျာကျွန်တော်တို့အဓိကတော့ဒီပြောင်းရွှေ့ဒီ Onana တို့ Michael Rashford တို့ကကြတော့ပြောင်းရွှေ့ကဘယ်ဟာအခက်အခဲဖြစ်သွားနိုင်လဲဆိုတော့လာစာကိစ္စနဲ့ကျွန်တော်တို့အခက်အခဲဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ United အသင်းကဒီ Champions League ဝင်ခွင့်ရသွားတဲ့အတွက်ကြောင့်မလို့ကစားသမားတွေကို25%လာစာတိုးပေးရမှာစာချုပ်ထဲမှာပါထားတဲ့အတွက်ကြောင့်မလို့ပေါ့ဗျာကျွန်တော်လာစာ25%တိုးပေးရမှာအတွက်ကြောင့်မလို့ဒီကစားသမားတွေရနေတဲ့လာစာကငကိုရဲမှာအများကြီးရနေတာ25%ထပ်ပေါင်းလိုက်တယ်ဆိုရင်လာစာရဲ့တပတ်ဆိုတော့အများကြီးပေးနေရမှာကျွန်တော် United အသင်းဆိုတာကိစ္စမရှိဘူးကျွန်တော်တခြားဒီပြိုင်ဘက်အသင်းတွေကလာခေါ်ပြီးဆိုရင်ဒီသူတို့ကစားသမားတွေကိုခေါ်ယူခြင်းတဲ့အသင်းကသူတို့ရဲ့လာစာကြီးကိုပေးချင်နိုင်ဖို့ကတော့မဖြစ်နိုင်ဘူးဒါကြောင့်မလို့ဒီအပြောင်းရွှေ့မှာအဓိကပြဿနာကလာစာမဟုတ်ဘဲနဲ့ပေါ့နော်ဒီsorry အပြောင်းရွှေ့ပြောင်းရွှေ့ခြင်းမဟုတ်ဘဲနဲ့လာစာကပြဿနာတက်နေရဒါကြောင့်မလို့ဒီ Onana ကကျွန်တော်တို့ United အသင်းစီကိုပြန်ရောက်လာတာဂျာတိကျိုခြေစမ်းပွဲပြီးရင်တော့ပြန်ထွက်သွားနိုင်ပါစေလို့ကျွန်တော်တို့ကတော့စုမုံကောင်းတောင်းချွေနေရမှာပေါ့ဗျာဒါကတော့ Onana နဲ့ပတ်သက်ပြီးသတင်းကြောင်းတွေဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီမော်ဆန်တင်းရဲ့ကွင်းလေကစားသမားလေး Matthias Fernandes ပေါ့နော်ဒီကစားသမားလေးကတောက်လျှောက်ကိုဒီနေ့ဒီကစားသမားလေးနဲ့ပတ်သက်ပြီးသတင်းထွက်နေတာပေါ့နော်ဒီကျောင်း United အသင်းကဘယ်လောက်ထိဒီနေ့သတင်းထွက်လာဆိုဂျေကော့ဘန်ရဲ့ဖော်ပြချက်အရဆိုရင်ဒီကစားသမားလေးကို Bruno Fernandes နဲ့တွဲပြီးတော့ကစားစေချင်တယ်ပေါ့နော်ပြီးတော့ဒီကစားသမားလေးကလည်း Bruno Fernandes နဲ့တွဲပြီးကစားချင်တယ်ဆိုပြီးတော့လည်းပြောထားတယ်Bruno Fernandes ကိုယ်တိုင်ကလည်းဒီကစားသမားလေးကိုခေါ်ယူဖို့ recommend နေပေးထားတာဒါကြောင့်မလို့ကျွန်တော်တို့မှာကကစားသမားနဲ့ကစားသမားကရောရုံးနိုင်တဲ့အသင်းရဲ့ကစားသမားအချင်းကောဒီအသင်းကရောကစားသမားနဲ့အသင်းကရောဒီအစဉ်ပြေမှုတွေရှိနေတယ်ပေါ့နော်အဖက်ဖက်ကနေပြီးတော့အစဉ်ပြေမှုတွေရှိနေပေမဲ့ဝက်ဆန်တင်းကကြာသူတို့ရဲ့ကစားသမားရဲ့တန်ကြီးကိုတန်း80ထိသတ်မှတ်ထားတယ်ဒီတန်း80ထိသတ်မှတ်ထားတယ်ဆိုရင်ကျွန်တော်နိုင်တဲ့အသင်းကဒီကစားသမားကိုခေါ်ယူဖို့မဖြစ်နိုင်ဘူးဆိုပြီးတော့လေကျွန်တော်တို့ဒီတမကြီးသတင်းတောက်တွေကထောက်ပြထားကြတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီတန်းစင်းသွားတဲ့အသင်းတစ်သင်းရဲ့ကစားသမားတစ်ယောက်ကိုဒီလောက်တန်း80ထိပေးပြီးခေါ်ရတဲ့အခြေအနေကြီးကတော့မဟန်လောက်ဘူးပေါ့ဗျာ။ကစားသမားကနောက်ဆုံးချိန်ထိပေါ့နော်သူတို့ဒီဝက်ဆန်သင်းကလည်းသူတို့ရဲ့ကစားသမားရဲ့တန်းကြီးကိုနောက်ဆုံးချိန်ထိကိုတင်းခံသွားဖို့အခြေအနေတွေမှာရှိနေပါတယ်။ဒါပေမဲ့သူတို့မှာကပြဿနာတစ်ခုရှိနေသေးတယ်ပေါ့နော်။ဒါကတော့ဘာလဲဆိုတော့ဒီသူတို့ရဲ့ဘန်နာကြီးပေါ့ဗျာအသင်းရဲ့ဘန်နာကြီးကြက်တဲမှုကရှိနေတယ်ဒါကြောင့်မလို့သူတို့ဒီယာတီမှာလူရောင်းထုံးမှုတွေလုပ်ကိုလုပ်ရမှာအဲ့ထဲကမှဒီကစားသမားလေးကလည်းတယောက်အပါဝင်ဖြစ်တယ်ပေါ့ဗျာဒီကစားသမားရဲ့ရောင်းချမှုကနေပြီးတော့မှဒီသူတို့ရဲ့ဘန်နာကြီးအတွက်ဒီဖြည့်ဆည်းရမှာပေါ့ဗျာဒီတခုတော့ရှိနေသေးတယ်ပေါ့နော်ကစားသမားကိုမဖြစ်မနေရောင်းချရမှာဒါပေမဲ့ကစားသမားကိုစိတ်ဝင်စားနေတဲ့အသင်းတွေကရှိနေသေးတယ်ဒါကြောင့်မလို့သူတို့ဒီဝက်ဆန်သင်းကလည်းနောက်ဆုံးချိန်တွေကိုတင်းကန်ထားတယ်လို့ကျွန်တော်ထင်တယ်ဒီမှာကကျွန်တော်ပြောစရာတခုရှိတာကကစားသမားလေးကဒီနောက်ဆုံးချိန်ထိ United ကိုပဲရွေးချယ်ထားတယ် United ကိုပဲပြောင်းကျင်တယ်ဒီလိုမျိုးပေါ့နော်တခြားအသင်းတွေရဲ့ဒီကန့်လန့်မှုကိုလက်မခံဘူး United ရဲ့ကန့်လန့်မှုပဲလက်ခံမယ်ဆိုပြီးနောက်ဆုံးချိန်ထိတင်းခံထားမယ်ဆိုရင်ဝက်ဆန်သေးနေတယ်လေဒီကစားသမားကိုမဖြစ်မနေရောင်းရမယ်ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးလျှော့ပြီးရောင်းရမယ်အခြေအနေတွေမှာရှိနေတယ်ဒီတစ်ချက်တော့ရှိတယ်ပေါ့ဗျာကျွန်တော် United အသင်းကစိတ်တော့ရှည်ရမှာပေါ့နော်ပြီးတော့ဒီကစားသမားအနေနဲ့လည်းစိတ်ရှည်သီးခံမှုတော့ရှိရမှာပေါ့ဗျာနောက်ဆုံးချိန်ထိ United ကတော့ဈေးနှုန်းတွေကတော့တောက်လျှောက်ကိုညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေအောင်ပါပဲနောက်ဆုံးချိန်တွေမှာကျွန်တော်တို့ဒီကစားသမားလေးကိုရရှိလိုက်မယ်ဆိုရင်တော့ပို့ပြီးတော့ United တော့ပို့ပြီးတော့အဆင်ပြေနိုင်တာပေါ့နော်ဒါပေမဲ့ဝက်ဆန်တင်ကတော့တောက်လျှောက်ဒီတင်းခံထားလိမ့်အောင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒါတော့ဒီ Matthias Fernandes နဲ့ပတ်သက်တဲ့သတင်းကြောင်းရာလေးဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ Newcastle အသင်းရဲ့ကွင်းလေsorry ဘယ်နောက်ခံကစားသမားလေး Lewis Hall ပေါ့နော်ဒီကစားသမားကိုဂျုံနိုင်တဲ့အသင်းကဒီလူရှော့ရဲ့နေရာအတွက်ပေါ့ဗျာရေရှည်ပေါ့နော်ရေရှည်အစားထိုးကစားသမားအဖြစ်
ကျွန်တော်ကခေါ်ယူဖို့ဟိုထဲထဲဝင်ဝင်ရှိလာပြီပေါ့ဗျာဒီကသမားလေးကိုဒီကသမားလေးကလည်းဒီဟိုဘယ်လိုခေါ်မလဲယာတီကုံနာနဲ့နျူကာဆယ်ကနေထွက်တော့မယ်ဆိုပြီးတော့လည်းတရားဝင်ပြောကြားထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ United ကဒီကသမားကိုစိတ်ဝင်စားမှုတွေရှိနေကြတာခေါ်ယူဖို့အထိလည်းအမှန်တကယ်စိတ်ဝင်စားမှုတွေရှိနေခဲ့ပြီပေါ့ဗျာပြီးတော့ဒီကသမားကိုကျုံ United အသင်းရဲ့ဒီ Arkansas Director Jason Wego Christopher Bibe တို့ကဒီကသမားလေးရဲ့စွမ်းဆောင်ရည်တွေကိုသဘောကျနှစ်သက်မှုရှိနေခဲ့တာပေါ့နော်ဒါကြောင့်မလို့လူလျှော်ရဲ့နေရာရရှိအစားထိုးဖို့အတွက်ဒီကသမားလေးကိုခေါ်ယူဖို့ဟိုစူးစမ်းလာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ပဲပြီးတော့ဒီကသမားလေးကပြောင်းရွှေ့ကြီးကတန်း90ပဲဆိုတော့ကျွန်တော်တန်း90ရတယ်ဆိုရင်ဒီကသမားလေးကိုဟိုမြူကာဆက်တင်းကနေပြီးတော့ခေါ်ယူနိုင်မဲ့အခြေအနေတွေမှာရှိနေပါတယ်ဒီကသမားလေးကလည်းဒီယာတီတစ်လျှောက်လုံးမှာမြူကာဆက်တင်းမှာဒီခြေသွမ်းပြကစားနိုင်ကြတဲ့ကစားသမားလေးတစ်ယောက်ဖြစ်တယ်ပေါ့နော်တိုက်စစ်ကိုလည်းလိုက်ပါနိုင်စွမ်းရှိတယ်ပြီးတော့ဒီခန်းစစ်ကိုလည်းဒီငိမ့်နဲ့ဒီ defense လုပ်နိုင်တဲ့ကစားသမားလေးတစ်ယောက်ဖြစ်တယ်ပေါ့ပြီးတော့ဒီပွဲကိုလည်းထိန်းချုပ်ကစားနိုင်စွမ်းရှိတဲ့ကစားသမားလေးလည်းဖြစ်တယ်ပြီးတော့ဒီကစားသမားလေးကတက်ရွယ်ငယ်ရွယ်သေးတဲ့အတွက်ကြောင့်မလို့ United ရဲ့အနာဂတ်ပေါ့ဗျာရေရှည်အစားထိုးဖို့အတွက်ပို့ပြီးတော့အဆင်ပြေနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်လို့ United ကဒီကစားသမားလေးကိုပို့ပြီးတော့သဘောကျတာဒါကြောင့်မလို့ United ကဒီကစားသမားလေးကိုတန်း90အောက်တော့ကျွန်တော်တို့ဒီညှိနိုင်တယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့ဗျာသူများကစားသမားတွေကိုဈေးနှိမ်တာတော့မဟုတ်ပါဘူးပေါ့နော်။ဒါကြောင့်လဲဆိုကျွန်တော် United ကခေါ်ဖို့ဟာတခြားနေရာတွေအတွက်လည်းရှိသေးတာကိုပြီးတော့ဒီကစားသမားလေးကနောက်တစ်ခုကောင်းတာကဒီ Premier League အတွေ့အကြုံရှိတယ်ပေါ့နော်။ Premier League အတွေ့အကြုံရှိတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ကောင်းတယ်ခေါ်ယူတဲ့တယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်။ဒီကစားသမားလေးရဲ့ခြေစွမ်းတွေကြည့်ရတာဆိုရင်ပြီးတော့ဒီခံစစ်ပိုင်းမှာဆိုရင်ပို့ပြီးတော့ဒီကစားသမားကတီငိမ့်နဲ့ဒီကစားပြိုင်ဘက်ရဲ့တိုက်စစ်တွေကိုကောင်းကိုထိန်းချုပ်နိုင်တဲ့ကစားသမားလေးတစ်ယောက်ဖြစ်တယ်ပေါ့နော်သူရဲ့အသက်အရွယ်ငယ်ရွယ်သေးပေမဲ့သူရဲ့စွမ်းဆောင်ရည်တွေကတော်တော်လေးတော့အထင်ကြီးစရာကောင်းပါတယ်ဒီကစားသမားလေးရခဲ့မယ်ဆိုရင်တော့ကျွန်တော် United အသင်းအတွက်ပို့ပြီးတော့ကောင်းတာပေါ့ဘာကြောင့်လဲဆိုတော့လူရှော့ကနောက်ရာသီမှာပွဲတိုင်းမကစားနိုင်တော့ဘူးပေါ့ဗျာပွဲတိုင်းမကစားနိုင်ဘူးဆိုတော့သူရဲ့အသက်အရွယ်ရတကြောင်သူရဲ့ဒီဒဏ်ရာပြဿနာသူဒဏ်ရာရပြီးသားဒဏ်ရာကပြန်ပေါ်နေတဲ့အတွက်ကြောင့်အဲ့ပြဿနာကတော့ရှိသေးတယ်ပေါ့နော်ပွဲပန်းတန်တွေကလည်းခံရနိုင်တယ်ပေါ့နောက်နေ့ကြာရင်ဂျုံလိုက်တဲ့အသင်းကတစ်ပတ်ကို2ပွဲလောက်ကန်ရတော့မှာဆိုတော့ရေရှည်အစားထိုးအတွက်ကောဒီလူလျှော့ရဲ့နေရာအတွက်လူစားဝင်ကစားသမားဖြစ်တခါတလေမှာကျွန်တော်တို့ဒီပွဲထွက်ကစားခွင့်ရရှိတဲ့ကစားသမားတစ်ယောက်အဖြစ်လဲကျွန်တော်တို့ကသုံးဖို့လိုအပ်တာကိုဒါကြောင့်မလို့ဒီလို Premier League ရုံရှိတဲ့ကစားသမားဆွမ်းဆောင်ရည်ကောင်းရှိတဲ့ကစားသမားလေးတစ်ယောက်ကိုခေါ်ယူဖို့ကကျွန်တော် United အသင်းကလိုအပ်တယ်ဒါကြောင့်မလို့ United အသင်းနေတဲ့ဒီကစားသမားလေးကိုဒီရအောင်ကြိုးပမ်းနိုင်မယ်ဆိုရင်တော့ကျွန်တော် United အသင်းအတွက်ပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်ထင်မြင်မိပါတယ်ဒီကုန်းနေရောဒီနေ့သတင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုအမြင်ရှိကြလဲဘယ်လိုယူဆချက်တွေရှိကြလဲဆိုတော့ဝင်ရောက်ပြီးတော့ဆွေးနွေးပြကြပါဦးကျွန်တော်ဒီဗီဒီယိုလေးမှာအမှားတွေများပါသွားခဲ့ရင်ပြောဆိုမှုတွေစင်မပြေမှုများဖြစ်ခဲ့နားလေခွန်းလို့ပေးကြဖို့အကြံဉာဏ်ကောင်းလေးတွေဝေဖန်အကြံပြုပေးကြဖို့တောင်းဆိုပါတယ်ကျွန်တော် United Glory 7 YouTube Channel လေးကိုလည်း Subscribe လုပ်ရသေးဆိုရင်လုပ်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်